ဘလူးဆယ်မလဲဗျာမိသွားပြီဗျာကဲကျွန်တော်တို့တွေ့ကဲဆယ်ဖို့တော့မစင်းမပါနဲ့ဗျာတွေ့တန်းငယ်လေးတည်ထားပြီမဆယ်ပါနဲ့တော့ဗျာတွေ့သွားပြီပိုက်ပေါ်မှာပဲကဲရိုက်ချတယ်ဗျာကဲတည်ထားပြီဘလူးမှမဆယ်ပါနဲ့တော့ဗျာဒီကဲဘလူးဆယ်မလဲကျွန်တော်တို့ငယ်လေးပဲတည်ထားတယ်ကဲဒီလေးမှတ်ကိုစားပြီဆရာလေးတဲ့ကဲမိသွားပြီပြန်စပြီဗျာဒုတိယဝဲဖြစ်ပါတယ်ဗျာကဲကျွန်တော်တို့တန်းငယ်လေးစားပဲထိုးပြီဗျာကလာနေနေဆင်းထွက်လာပြီပြန်ဆွဲထွက်လာပြီဗျာကောင်းတယ်ဗျာကဲကျွန်တော်တို့တန်းငယ်လေးရဲ့စားပစ်ကဆယ်ပြားသည့်တောင်းကိုရိုက်ထားတာကိုကလာမိပြီးတော့ကွင်းမြေထွက်သွားတဲ့ချင်းလုံးကိုပြန်ဆွဲထုံနိုင်ခဲ့လို့သာတော်တော့တာပေါ့ဗျာအမှတ်ကတော့ကျွန်တော်တို့လက်ဩပါပဲဗျာကဲကလာမန်းလေးစားပစ်ထိုးမယ်ဗျာကဲမန်းလေးစားပစ်ထိုးထားပြီကဲတန်းငယ်လေးစကားရင်မိသွားပြီကဲတည်ထားပြီဘယ်လိုဆယ်မလဲဗျာကဲအန်ရချီးလိုက်တာဗျာဥစောညွန့်ကဲကျွန်တော်တို့တန်းငယ်လေးစားပစ်ထိုးထားပြီကဲတန်းငယ်လေးရဲ့စားပစ်ကတော့ကျွန်တော်တို့ဆယ်ပြားသည့်တောင်းကိုလမ်းထိုးတာဝေးတယ်ဗျာတပီခွဲလောက်တော့ဝေးသွားခဲ့မယ်နဲ့ထူပါတယ်ဗျာကဲကျွန်တော်တို့ကလာစားပစ်ထိုးမယ်ဗျာအသက်လိုင်ဝင်ဘယ်လိုဆယ်မလဲဗျာကဲဘယ်လိုဆယ်မလဲဗျာကဲဟိုကတော့ကြီးတွေခေါ်တယ်ဗျာနော်ကဲကျွန်တော်တစ်ဆက်ရှင်းနဲ့ဒီဇိုင်းလို့ပြောရပြနော်ဝရတော့နဲ့ဆရာလေးရေဘယ်ကကြိုက်လဲဥက္ကမောင်အေးကြီးများလားဆရာလေးတဲ့ကြီးတော့ခေါ်နေတာပဲဗျာကဲထိုးတာမိသွားပြီကလားပဲကလားတဲတာပြီဘလို့ဆယ်မလဲဗျာကဲအမကတော့လက်ဩပါဗျာနော်အမကတော့တုံရတူပါဗျာနော်ကဲဒီဘက်ကလည်းကြီးတွေပြန်ခေါ်ကုန်ပြီဗျာကဲအမကတော့လက်အောနဲ့ကြီးတွေတော့ဟိုဘက်ခေါ်ဒီဘက်ခေါ်နဲ့ပွဲရတော့မြိုင်ပြီဗျာကဲတားငယ်လေးကဲဘယ်လိုဆယ်မလဲဗျာကဲတားငယ်လေးကတော့ကျွန်တော်တို့မသေးကြဘူးဗျာလောဘကြီးတယ်ဗျာဒီလုံးတွေကကျူးရည်တယ်ကိုစိန်ကိုကလာပွဲတဲ့မယ်ဖြစ်ရင်ဘယ်ဘက်ကကြိုက်လဲဆရာလေးတဲ့ဟိုကောင်ဘယ်သူတို့ဒီကောင်နဲ့မတော်မေ့နေပါဘူးဟုတ်ပြီတဲ့မဟုတ်ပါဘူးဟိုကောင်ဖွားပို့တဲ့ကောင်လေးကဲမင်းနာမည်ငါမေ့နေတာဒါနေဒီကောင်နာမည်ရဒီကောင်ကျူလို့ဖတ်လိုက်မှာပဲဟုတ်ပြီကလားမဟုတ်ပါဘူးကဲကျွန်တော်တို့အမတ်ကတော့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ကလားကတော့တမက်စတင်ရရှိသွားပြီဗျာနော်ကဲကျွန်တော်တို့စကိုင်းဘက်ကပတ်စံမထွက်တော့ဗျာနော်ပတ်စံမထွက်ရဲတော့ပါဘူးနော်ကဲဝမ်းလက်နဲ့ကလားစပစ်ထိုးပြီးလိုင်းလူလိုက်ကောင်းတယ်ဗျာဒီတိုင်းဆိုရင်တော့ကျွန်တော်တို့မလွယ်ပါဘူးဗျာနော်ကလားပဲစားမယ်နဲ့တူပါတယ်ဗျာပုံစံကြည့်ရတဲ့အနေအထားကတော့နော်စားလိုက်ရတယ်တော့ကဲကလားစားပဲထိုးမယ်ဗျနံပါတ်3ညပါပဲကဲကလားစားပဲထိုးပြန်ပြီကဲပိုက်ဖောက်သွားပြီကလားမိသွားပြီဗျကဲတည်ထားတယ်ဘယ်လိုဆယ်မလဲဗျာကဲကျွန်တော်တို့ကလားရရှိသွားတဲ့နံပါတ်ဆိုလို့ရှိရင်တော့ပထမတစ်မှတ်ဟာကျွန်တော်တို့အကြီးကြီးတည်ပြီးမှကျွန်တော်တို့စကိုင်းကတားငယ်လေးကပိုက်ထဲရိုက်ချတယ်ဗျာတားငယ်လေးလောတယ်ဗျာနော်ဒုတိယတစ်မှတ်ကတော့စားပစ်ကအတလူကြီးလွတ်ပေးလိုက်လိုင်းနေမှာတော့မိုးတွေတိုက်နေပြီထိုင်းမှာတော့မိုးတွေလေးတွေတိုက်နေကဲကောင်းတယ်ဗျာဒီလိုတော့ကျွန်တော်တို့တားငယ်လေးဟာအလွတ်ကြွကြီးကိုစားပစ်ရိုက်ချသွားနိုင်တယ်ဗျာနော်အမှတ်ကတော့တမတ်နံပါတ်နဲ့ကဲပွဲကတော့အများကြီးဗျာလော်လီနဲ့နေဆက်နော်တားလေးဆက်ရိုက်တာကျွန်တော်တို့တားငယ်လေးရဲ့စားပစ်ထိုးတဲ့ပုံစံကိုကြည့်ချင်းအပြင်သူစားပစ်တော်တော်ထိုးထားတာကိုတော့တွေ့ရမယ်ဗျာနော်အမှတ်ကတော့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဗဒမဖြစ်ပါဘူး2နံပါတ်2ဖြစ်သွားပြီဗျာနော်ကဲဆိုတော့ကလားကတော့ကျွန်တော်တို့ line to line ရိုက်တဲ့နေရာမှာသူကတော့နည်းနည်းလေးအားထည့်ရိုက်ရတဲ့စားပစ်ပုံစံမျိုးဗျတော့တားငယ်လေးစားပစ်ရိုက်နေရကြတော့ကျွန်တော်တို့ကအပေါ်မှာနေမဲ့လက်ကိုလှည့်ပြီးတော့ဆက်ပြီးတော့ရိုက်တဲ့ခါမှာဒီဘက်ကကျွန်တော်တို့ကလားကတော့နည်းနည်းလေးတော့ခံမှန်းရတာနည်းနည်းခက်တဲ့စားပစ်ပုံစံမျိုးတော့တူပါတယ်ဗျကဲကျွန်တော်လည်းမကျွမ်းကျင်ပါဘူးပြေအများကြီးလို့ကဲရသလောက်တော့သုံးသက်ကြည့်တယ်ဗျကဲနံပါတ်2နဲ့ကဲကျွန်တော်တို့တားငယ်လေးစားပစ်ထိုးပြီးကဲမိသွားပြီဗျာတားငယ်လေးစားပြီးဆရာလေးကြီးတဲ့ကဲမိသွားပြီဗျာကဲတည်ထားတဲ့တားငယ်လေးပဲကဲကောင်းတယ်ဗျာကဲကျွန်တော်တို့ပြင်များနဲ့တက်တဲ့ချင်းလုံးကိုကျွန်တော်တို့ချင်းလန်းချောင်းမှန်ကန်သွားနဲ့ကျွန်တော်တို့
နော်နေရာယူနိုင်ခဲ့တဲ့သားငယ်လေးကတော့တမတ်ထပ်မှန်ပြီးတော့ရရှိသွားပြန်ပါပြီဗျာအမကတော့3မှတ်2မှတ်ပါဗျာနော်ကဲသားငယ်လေးစားပစ်ထိုးပြီးကောင်းတယ်ဗျာကျွန်တော်ပြောသလိုပဲသားငယ်လေးရဲ့ကျွန်တော်တို့စားပစ်ကကျွန်တော်တို့အပေါ်မှာနေမဲ့အားမပါဘဲနဲ့ကျွန်တော်နေရာလေးတွေကိုဟိုဘက်ဒီဘက်ကိုဖိအားပေးနိုင်တယ်ဗျာနော်အမကတော့ကျွန်တော်တို့ဆက်ပြီးတော့ရရှိသွားပြန်ပါဗျာကဲ4မှတ်2မှတ်နဲ့တာငယ်လေးစားပစ်ထိုးပြန်ပြီဗျာတာငယ်လေးကတော့ကျွန်တော်တို့ပြန်ခံသားရတယ်ကွင်းရဲ့လေကောင်မှာနေရာယူပြီးတဲ့ခါမှာကျွန်တော်စပိမပါဘဲနဲ့သူကတော့ကျွန်တော်တို့လေပေါ်မှာပဲကျွန်တော်တို့ပြင်များကိုဟိုဘက်လက်ဒီဘက်လက်နေပဲကျွန်တော်တို့ကလားကိုကျွန်တော်တို့ဖိအားတွေပေးတယ်ဗျာနော်ကဲအမကတော့9မှတ်2မှတ်ပါတက်ပြီးခွဲရဲ့ကလားမိသွားပြီဗျာကလားတည်ထားတဲ့ဂေးကဲအမကတော့2မှတ်5မှတ်ပါဗျာနော်ကလားရဲ့စားဘက်ကတော့ကျွန်တော်တို့ line to line ထိုးရဲ့နေရာမှာတိကျတယ်ဗျာနော်ဒါပေမဲ့လည်းတစ်ဖက်ကတော့မျက်စိမလဲသားနိုင်မှုနဲ့ထူပါတယ်ဗျာပြန်လဲသားတယ်မိသွားပြီတားငယ်လေးပဲကဲဘလို့ဆယ်မလဲဗျာတားငယ်လေးကလည်းစားဘက်ကလည်းကြောက်စရာကြီးရဲ့ဟုတ်တယ်မျိုးကိုကြီးတားငယ်လေးစားဘက်ကကြောက်စရာကြီးသူကအားမပါဘူးဗျာနော်လေပေါ်မှာပဲသူကလှည့်နေရဗျာကဲ9မှတ်2မှတ်နဲ့တားငယ်လေးစားဘက်ဘယ်ထိုးမလဲကြည့်မယ်ကဲလိုးတာပြီတက်တက်ကြီးဖြစ်သွားပြီဗျာကဲဘလို့ဆယ်မလဲဗျာကဲအမကတော့2မှတ်5မှတ်နဲ့ကဲကလားဘလို့ရှာမလဲကျွန်တော်တို့ကြည့်မယ်ဗျာနော်ကဲကလားစားပဲထိုးထားပြီဒီလိုတော့ကလားကလည်းတားငယ်လေးကိုပြန်ပြီးတော့လှည့်စားထားနိုင်ခဲ့ပြန်ပါပြီဗျာအမကတော့အခုချိန်မှာဆိုရင်3မှတ်5မှတ်နဲ့ကဲပွဲကောင်းတစ်ပွဲတော့ဖြစ်ပြီနဲ့တူပါတယ်ဗျာကဲကျွန်တော်ကလားစားပဲထိုးပြီတားငယ်လေးမိသွားပြီဘလို့ဆယ်မလဲဗျာကဲတားငယ်လေးရဲ့ရိုက်တာလေးတွေကတော့ကျွန်တော်တို့တိကျတယ်ဗျာနော်အန်နေတော့နည်းနည်းများတယ်ဗျာဒီလုံးဆိုလဲလိုင်းပြီးလက်တလုံးလောက်ပဲလူတယ်ဗျာနော်အတွင်းထဲမှာကဲအမကတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့9မှတ်2မှတ်ပါပဲဗျကဲတားငယ်လေးစားပဲထိုးမယ်ဗျပေါင်းဖမ်းထားတယ်ဗျာတက်လိုက်ဝင်ပြင်ပြဘက်ကလည်းဘေးကြီးရှိရဆရာလေးပြင်ပြဘက်ကဘေးကြီးရှိတယ်အစင်ပြေသားပဲတက်လိုက်ဝင်ကဲအမကတော့ကျွန်တော်တို့3မှတ်5မှတ်ပါဗျာနော်ကလာစားပဲထိုးပြကဲတားငယ်လေးမိသွားပြီတားငယ်လေးပဲတည်ထားတယ်ဘလို့ဆယ်မလဲဗျာဘလို့ဆယ်မလဲသာပြောတာဒီလုံးကတော့ဆယ်မယ်ဆိုတာနာမည်ပေးတယ်ပြင်များအဖိုင်းနိုင်မစောကြဘူးလားမလီသွားရကြုတ်ကမှာပေါ့လို့မိသွားပြီကလာပဲကလာပဲတလိုက်ပဲပေါ်ရောက်လာပြီကောင်းတယ်ဗျာနော်ဟုတ်သားပဲသူ့နာမည်ကဂူဂူဟော20ဘောသူ့ရဲ့အကောင့်နာမည်လည်းဂူဂူလို့ရေးထားတာကိုငါလဲကဲ Royal Line ပြင်များအဖိုင်းနိုင်မစောဘူးတဲ့မကတော့3မှတ်5မှတ်နဲ့ကဲကျွန်တော်တို့ကလာထိုးထားပြီကဲမိသွားပြီတားငယ်လေးပဲကျွန်တော်နှစ်ယောက်စလုံးကတော့တပုံတန်နဲ့ဗျာနော်လက်တန်လေးတွေကလည်းမစိုးဘူးဗျာနော်နှစ်ယောက်စလုံးကလည်းအယိုးကြီးပဲဗျာကဲ9မှတ်3မှတ်နဲ့ကျွန်တော်တားငယ်လေးစားပဲထိုးပြီး line to line ပဲကလာမိသွားပြီကလာတည်ထားတယ်ဘယ်လိုဆယ်မလဲဗျာမိသွားပြီဗျာကဲကျွန်တော်တို့တားငယ်လေးဟာရရှိလာတဲ့အခွင့်အရေးကိုတော့ကျွန်တော်တို့ပိုင်နိုင်အသုံးမချခဲ့ဘူးဗျာကံကြမ္မာကလည်းကလားဘက်မှာမျက်နှာသာပြီးသွားခဲ့ပြန်ပါပြီဗျာနော်ဂျာကြီးတဲ့ဆရာလေးကြက်တင်ဟိုတဲ့တခါမှနိုင်တာမကြဘူးသေးဘူးတဲ့မင်းကွာအာယုံမနောက်ဆန်းတဲ့ကွာဒီဘက်ရှုံးလို့မဖြစ်ဘူးနော်ဒီလုံးကတော့ကျွန်တော်တို့တားငယ်လေးကပေါ့တယ်ဗျာနော်တားငယ်လေးကပေါ့တယ်နော်ကဲခုချိန်မှာဆိုရင်တော့ကျွန်တော်တို့3မှတ်5မှတ်နဲ့ကဲကလားစားပဲထိုးရမှာဖြစ်ပါတယ်ကဲကလားစားပဲထိုးထားတယ်ဗျကဲတားငယ်လေးမိသွားပြီတားငယ်လေးကဲဘယ်လိုဆယ်မလဲဗျာကဲ9မှတ်3မှတ်နဲ့ကဲတားငယ်လေးဘယ်ကိုရှာမလဲကြည့်မယ်ဗျာနော်ကဲတားငယ်လေး line လိုက်ကောင်းတယ်ဗျာတားငယ်လေးရဲ့စားဘက်ကကျွန်တော်တို့တော်တော်လေးကိုနေရာရောက်တယ်ဗျာသူတို့အားနဲ့မလွယ်ပဲဆက်ပြီးတော့အပေါ်မလီထဲမှာလည်းရိုက်တယ်ဗျဆရာလေးရဲ့ဘယ်ဘက်ကယူတယ်ကျွန်တော်စကိုင်းဘက်ကဗျကိုချက်နိုင်ရေးတယ်ကစားမှလာတဲ့ကဲဒီလုံးလဲစားဘက်ကကောင်းတယ်ဗျာတနေ့လေးသာဝေးသွားကြလို့သာပေါ့နော်ကဲအမကတော့ကျွန်တော်တို့3မှတ်6မှတ်ပါဗျဆလိမာရမေးနေမဟုတ်စားပြီလားကဲ3မှတ်6မှတ်နဲ့ကလာစားပဲထိုးပြီကောင်းတယ်ဗျာက
ကဲ၄မှတ်6မှတ်နဲ့ကလားပဲစားပြီးအဆက်ထိုးပြန်ပြီဗျမိသွားပြီပြန်မိသွားတယ်ကဲဒီလိုတော့ဒိုင်လူကြီးကနေပြီးတော့ပြင်များပေါ်မှာချင်းလုံးလိမ့်သွားတယ်ဆိုပြီးတော့ဒိုင်မောဒိုင်ကဖမ်းထားတယ်ဗျနော် လူကြီးလည်းဟာတာကြီးတက်တဲ့အကြောင်းမှရှိတယ်သူကခံတာဟုတ်တာကြီး ကွန်ပျူတာမျက်လုံးဘယ်လိုလဲမသိနှစ်ချက်ဖြစ်သွားတယ်ဗျာ မချမ်းဖြစ်ပါဘူးကောက်ကနေထိုးခံတယ် မသိဘူးကွာရဲရင်တော့ရှင်းသက်တော်ချစ်လွန်းဘူတပ်ပိုင်ဆိုးတို့ကတဲ့ကဲကျွန်တော်ကြီးညာနေစဉ်အတွင်းမှာပဲအမတ်တူသွားပြီနဲ့တူပါလေဗျာနေမိုးနဲ့ပွဲကအခုမှစလာလားဆရာလေးကဲပွဲကအခုမှစတယ်လို့ပြောရမယ်ဗျာနော်မပလိုက်ပါဘူး၆မှတ်တူသွားပြီမို့လား ဟုတ်တယ်ချောင်းမတူ ကဲကဲ6မှတ်တူနဲ့ကလားဘက်ကတော့ကြီးတွေပြန်ထွက်လာတယ်ဗျာနော်ကလားစားပဲထိုးပြီးကဲမိသွားပြီဗျာသားငယ်လေးပဲသားငယ်လေးရိုက်ချတယ်ဗျာအယူရဲဦးလားဂျာကြီးတော့ဒီပွဲတွေလက်ပေါက်ကဟိုဘက်ကနည်းနည်းသားတယ်လို့ပါပဲစားပဲထိုးပေါက်နေတယ်လေယူရမှာ ဒီလိုဆိုဆိုဒီကောင်ဖမ်းလာတယ်နည်းနည်းဖြစ်တယ်ဖြစ်တယ် စီဖန်စားပဲထိုးရစီဖန် ဒီရဖမ်းတယ်ပြီးရင်ဆိုညနေတီစတာမှာကြေးကောင်းတယ်ဟုတ်တယ်မျိုးမြင့်မြတ်ညနေတီစတာကိုလာမှာလမ်းလိပ်စာလေးနည်းနည်းရေးပြသမအောင်ဆိုင်လာမလို့တီစတာလမ်းလိပ်စာလေးရေးပြကိုမျိုးလွင်နဲ့တားငယ်လေးကចောင်းဆရာတို့နဲ့ပွဲမတည့်ဘူးလားဟုတ်ပါပထမဝဲကကျွန်တော်တို့ဟိုဘက်ကဂျာကြီးစားပစ်ထိုးပြကျွန်တော်ဂျာကြီးစားပစ်ထိုးပွဲကတော့ကျွန်တော်တို့တားငယ်လေးရှုံးထားတယ်စကိုင်းရှုံးထားတယ်နော်ဂျာကြီးစားပစ်ကဒီဘက်ကိုလုံးမလို့ဘူးဗျပြင်များကြီးလက်ကလွတ်ပြီးတဲ့ဆရာလေးစီကိုလည်းလွင့်အစင်လိုက်ဘယ်လိုလုပ်မလဲဟောကွရှောင်းလင်းတိုင်းတက်တယ်လေကွတိုင်းတက်တယ်လေကြော်မျိုးရတယ်ဒါဘာစိတ်ပူရရှိလို့ကဲနည်းနည်းနေပဲဗျအလင်းအားမရဘူး လာကြောလာနေနေမတက်နဲ့မတက်နဲ့ခေါ်တာလိုက်ခေါ်တာဒီနံပါတ်အာရုံးတယ်ကြားရရုံးတယ်အာရုံးတယ် ဘတ်စတာကြိတ်တယ်ကြီးခေါ်နေကြတာလားဟုတ်တယ်ကြီးခေါ်ပြီးတော့ကြီးတွေတော့စုကုန်ပြီနော်ကဲကြီးတွေကတော့စုကုန်ကြပြီဗျာကဲကျွန်တော်တို့အပြင်းပြေပါနော်ညီကိုတွေပြင်များနှစ်ချက် OF ပြင်များဒီဘက်ပြင်များနဲ့ကျွန်တော်ပြောသလိုအိမ်တွင်းပုံးနဲ့ညီကိုများအတွက်ပါဗျာနော်မင်းမဟာတဲ့ဟယ်လိုမင်းမဟာရေဟယ်လိုပါဗျအဲ့မျိုးမြင့်မြတ်89 41စကိုင်းမန်းလေးဆရာ81အဲ့တောက်မှလားကိုရဟလား89လမ်းဆိုတော့88 89 41ဆိုတော့41ကပဲဆင်းရမယ်နော်ဟိုကဆင်း26ကဆင်းလို့မရကဲကလားနိုင်မယ်89 41 Okay 81အဲ့ဒါနီးပါတယ်ဘာမင်္ဂလာပါတယ်အစိုးသူကဘာမင်္ဂလာအစိုးသူရငါဘာနာအဲ့ကောင်ဘယ်သူလည်းမသိဘူးဝင်ကြည့်လို့ဘယ်လိုပိုင်းရပိတ်တာဒါကြည့်မှရမယ်ဒီကောင်ကြီးဘယ်လိုပိုင်းပိတ်တာပါဒီကိုသူချောပါရလားကြောင်အောင်ကျမ်းပါတော့တောင်းတယ်ဆန်မြဲရမှာဘောလည်းမပေါ့ဘူးတိတ်လိုက်ရေးလို့ပြောပြတာကထက်နေကြုံပဲလင်းအောင်လေးရမလားမနော်ကဲအမကတော့ကျွန်တော်6မှတ်တူနဲ့ကဲကျွန်တော်တို့သားငယ်လေးစားပဲလိုင်းလူတိုင်းထိုးလိုက်တယ်ကဲဝေးတယ်ဗျာကဲသားငယ်လေးရဲ့စားဘက်ကဆိုရင်တော့ကျွန်တော်တို့လိုင်းလူတိုင်းထိုးလိုက်တဲ့နေရာမှာနည်းငယ်ဝေးသွားခဲ့တယ်ချင်းလုံးလေးတနာပါတယ်ဆရာလေးရဲ့ဆရာလေးဘက်ကမြင်းမှန်တယ်ပြောကြပါတော့ကွာဟုတ်ကိုဖြစ်နေပြီတော့တမနဲ့လုံးပဲအကဲအမကတော့ကျွန်တော်တို့6မှတ်တူပါဗျာနော်ကဲထိုးထားပြီးဘောလုံးကြီးထွက်သွားတယ်ဗျာကဲဒီလုံးကတော့ဘောလုံးကြီးထွက်သွားတယ်ဗျာနော်နှစ်ယောက်စလုံးလိုင်းလူတိုင်းထိုးတာတယောက်မှမအောင်မြင်ခဲ့ဘူးဗျစကိုင်းမနိုင်လောက်ဘူးတော့ဒိုင်ကဘက်လိုက်နေတယ်တဲ့အိုးအဲ့လိုကြီးတော့ဟုတ်လောက်ဘူးနဲ့တူတယ်နော်ဟုတ်လားလည်းမသိဘူးနော်ကဲဒီလုံးထိုးတဲ့စာပစ်ကြီးကလည်းကောင်းပါတယ်ဗျာ89လေးတဲ့စကိုင်းမန်းလေးဆရာလေးမလေးမာတယ်ထိုးလိုက်တော့မယ်ထိုးလိုက်တော့ဗျာကိုမျိုးလေးဒီဘက်ကတန်းငယ်လေးစားမယ်ထင်တယ်ကဲထိုးထားပြီးတန်းငယ်လေးမိသွားပြီဗျာကဲရှေ့ကိုဆွဲလာပြီဘယ်လိုဆယ်မလဲဗျာဘယ်လိုကျမ်းဘယ်လိုပြလာလဲ
ကဲ6မှတ်တူနဲ့သားငယ်လေးစားပစ်ထိုးပြီအေးသားငယ်လေးရဲ့စားပစ်တွေကတော့ဆွဲနေစကိုခွဲရိုက်တဲ့နေရာမှာတော့နည်းနည်းလေးကန်ကြမာကသာမျက်နှာသာမပြီးလို့ဗျာမျိုးကိုရေးဒီဘက်ဘယ်ဘက်ကချလဲဒီဘက်သခိုင်းဘက်ကဗျမနေ့ကအိမ်ပြန်တော့အိမ်ဝင်ရလာဆရာလေးအေးဆေးပါကဲထူတာကြီးကသားငယ်လေးပဲမိသွားပြီသားငယ်လေးတည်ထားတယ်ဘယ်လိုဆယ်မလဲဗျာကဲအမကတော့6မှတ်တူပါတော့6မှတ်တူမှာတော့ရက်နေတယ်ဗျဆရာလေးယူရင်တမတ်မနဲ့ကဲကျွန်တော်ယူကဲကျွန်တော်တို့စိုးနိုင်ဝင်ရဲ့စကိုင်းကားရတယ်ဘယ်ဘက်ကလဲဆရာလေးစကိုင်းကဟိုဘက်ကအခုကျွန်တော်ဘက်ကချမ်းကလားဗျမန်းလေးပါမန်းလေးကလားပါဗျနော်ဟုတ်တယ်ဖိုးသားလေးပါဗျဖိုးသားပါဟုတ်ပါတယ်သားငယ်လေးပါဖိုးသားမဟုတ်ပါဘူးဟောကောင်းတယ်ဗျတက်ရက်တယ်ဗျနော်စပစ်ထိုးရတယ်နော်အနိုင်ပါလာတယ်အနိုင်ပါတယ်ကိုမျိုးမင်းရဲ့အကုန်လုံးပြီးစေးုံကခေါ်တာကဲကျွန်တော်တို့10မှတ်6မှတ်နဲ့တော့ကျွန်တော်တို့စကိုင်းသားငယ်လေးဟာဥဆောင်ပြီးတော့စိုက်ချင်းလာခဲ့ပြီဗျနော်ကဲညနေပိုင်းမှာကျွန်တော်တို့42လမ်း89လမ်းကတီစတာကွင်းမှာကျွန်တော်လိုက်တွင်းမယ်ဗျနော်ကြီးကောင်းတယ်ဆိုတော့စိတ်ဝင်စားတယ်ဗျလူတွေကဘယ်သူတွေလဲလို့မေးဘယ်သူတွေမှတော့မသိသေးဘူးဗျနော်ကျွန်တော်ခဏနေ caption တင်ပေးမယ်ကျွန်တော်ရုပ်လှလှလေးနဲ့မန်းလေးကတဲ့စပစ်ထိုးပါဖြစ်တယ်ဆိုတာမသိဘူးကစားသမား2ယောက်ကလည်းအမွာညီကိုလာတယ်ဟိုကလားကနည်းနည်းရက်ရှိတယ်ဗျတားငယ်လေးနည်းနည်းပူမယ်နော်ဒီတန်လေးချိုးလာတယ်ဒီတန်လေးချိုးလာတယ်တဲ့ဒီကိုတမလုံးတပွဲမှမနိုင်လေဒီဘက်တက်ရှုံလို့ဖြစ်တယ်နော်တယောက်နဲ့တယောက်မကောင်းတော့ကဲကျွန်တော်တို့တမလုံးတားငယ်လေးကလည်းတမုတ်ဆိုးကိုတဲ့စုံမတဲ့တယောက်လားဟုတ်တယ်တားငယ်လေးကတမုတ်ဆိုးကိုနိုင်ထားတဲ့တယောက်ဟုတ်တယ်တမုတ်ဆိုးကိုတားငယ်လေးနိုင်ထားတယ်ဟုတ်တယ်ဗျဟုတ်တယ်မတားမမမီတော့ကြားနေပြီနော်ဒါပေမဲ့ထိုးပြီဗျအေးကောင်းတယ်ဗျစာပြိတ်တဲ့ရောက်သွားပြီကဲပြန်ထွက်လာပြီဗျကဲဘလူးဆယ်မလဲမိသွားပြီဗျကတ်နေတာပဲနော်အေးကောင်းတယ်ဗျဒီလုံးတော့ကျွန်တော်တို့တော့ကလာကောင်းခဲ့တယ်ဗျတားငယ်လေးကလည်းလှုပ်တာကနည်းနည်းမရဲတရေလှုပ်လိုက်တယ်နဲ့တူတယ်ဗျနော်တားငယ်လေးကကြီးခေါ်နေတာဒီတဲ့ပူတယ်ဟုတ်လားကျွန်တော်တို့ကဖိုးသားလိုပဲခေါ်လို့ပါဖိုးသားလိုပဲခေါ်တာကျွန်တော်တို့ကတားငယ်လေးပဲသိတာဗျဖိုးသားလိုမသိထားဘူးနော်ကဲကျွန်တော်တို့အခုချိန်မှာဆိုရင်တော့ကလာမန်းလေးကကလာစားပြထိုးမှဖြစ်ပါတယ်ကဲကလာစားပစ်ထိုးပြီဗျကလာရဲ့စားပစ်ကတော့တားငယ်လေးရဲ့ဘေးလိုင်းကိုထိုးတဲ့နေရာမှာပိုက်ကောင်းတဲ့ကိုမှန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ကျသွားတယ်ဗျနော်အမတ်ကတော့ကျွန်တော်တို့10မှတ်6မှတ်ပါဗျမြို့ကိုယ်တဲ့စကိုင်းမန်းလေးတဲဝဲရှိလာတဲ့စကိုင်းသားတွေတင်ထားတာတွေ့တယ်ဟုတ်လားအေးဟုတ်တယ်ရှိရ40လမ်းစကိုင်းမန်းလေးပွဲပဲကဲဘယ်လိုဆယ်မလဲဗျကျွန်တော်တို့ညနေကစကိုင်းမန်းလေးပွဲပါ40လမ်း89လမ်းပါပါနော်လိုက်လွင်ပေးမယ်နော်ငန်းကြီးကိုတော့ညနေကြတယ်ကဲကျွန်တော်တို့ကလာစားပစ်ထိုးကလာရဲ့ထိချက်ကြီးကတော့တော်တော်ဆိုးကြီးပါဗျာစီးရဲ့နောက်ကိုနော်9ပေလောက်ကိုဝေးသွားခဲ့တယ်ဗျာနော်ကဲအမကတော့10မှတ်6မှတ်မှာတော့အနေငယ်ပြန်ရက်သွားပြန်ပြီဗျာကဲတားငယ်လေးဒီလုံးဘယ်ကိုရှာမလဲကြည့်မယ်ဗျာထိုးလာပြီးကလာမိသွားပြီဗျာကဲဘယ်လိုဆယ်မလဲဗျာညနေပွဲကြရင်လည်းဘယ်ဘက်ကယူထားတယ်ဆိုတာအမှန်မှန်ကန်ကန်ပြောတော့ဆရာလေးရဲ့ပြည်သက်တွေလည်းပြောကြရအောင်လေညနေပွဲလေဘယ်ဘက်ကယူရမလဲမသိဘူးမသွားလို့လည်းမဖြစ်တော့ညနေရသွားမှကိုရမယ်မသွားလို့မရတော့ချင်းနေမကောင်းတော့ဘူးနော်ကဲအမကတော့6မှတ်10မှတ်နဲ့ကလားစားပစ်ထိုးရမှာဖြစ်ပါတယ်ကလာစားပဲထိုးတယ်တားငယ်လေးမိသွားပြီတားငယ်လေးပဲတည်ထားတယ်အေးကောင်းတယ်ဗျာကောင်းတယ်သာပြောတာနော်ဒီလုံးကြီးဆယ်ကျင်စရာကြီးဗျာတားငယ်လေးရဲ့ပုံစံကလည်းမထုံတတိကိုဘက်ကကလာကလည်းမထုံတတိဗျာနော်နှစ်ယောက်စလုံးကတော့ကဲအမကတော့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့10မှတ်6မှတ်နဲ့တားငယ်လေးစားပဲလိုင်းလူလိုက်ထိုးတယ်ကောင်းတယ်ဗျာတားငယ်လေးရဲ့ထိုးတာဟာတော်တော်လေးကိုစကီးတော့ကောင်းတယ်ဗျာဒါပေမဲ့လည်းစီးရဲ့ဘေးမှာတော့လက်ငါးလုံးတော့ဝေးသွားခဲ့မယ်နဲ့တူပါတယ်ဗျာအမကတော့10မှတ်မိသွားပြီတားငယ်လေးပဲကဲဘယ်လိုဆယ်မလဲဗျာကဲကျွန်တော်တို့10မှတ်6မှတ်မှာရက်နေတဲ့ဒီမြောက်ကတော့ကျွန်တော်တို့ကဲဘယ်သူကပဲဆက်ပြီးတော့ယုံသွားမလဲဘယ်သူကပဲရင်းသွားမလဲဆိုတော့စိတ်ဝင်စားစောင့်ကြည့်ရမယ်ဗျာနော်ဥမောခင်ဗျာညနေဘာလို့သွားမအောင်လိုက်မလားလိုက်မှာဆိုဆိုင်ကထားခဲ့မှာမလားထားခဲ့လိုက်ပြီ
ကဲရှစ်မဲ့6မဲ့နဲ့တာငယ်လေးစားပဲခွဲထိုးပြီဗျာကဲကျွန်တော်တို့တာငယ်လေးကတော့ကလားကိုညာဘက်လိုင်းထဲကိုပြပြီးတော့ဘယ်ဘက်ကိုခွေထိုးသွားခဲ့တယ်ဗျာအမှတ်ကတော့ကျွန်တော်တို့6မဲ့6မဲ့ပါဗျာ အပြပါ ဒီကျွန်တော်တို့တားငယ်လေးရဲ့စကေးကလည်းတကယ်ကိုမသေးဘူးဗျာဒါပေမဲ့လေးလည်းနည်းနည်းလေးပဲဗျာနော်ကျွန်တော်ဒီလုံးလဲကျွန်တော်တို့လက်9လုံးလောက်ပဲဝေးသွားခဲ့မယ်နဲ့တူပါတယ်ဗျာအားနေတဲ့လူဦးတဲ့ကောင်ကဲမန်လေးကကလာစားပဲထိုးပြီဗျအေးမန်လေးကလာရဲ့စားပဲရင်းထိုးတွေကလည်းပိုက်ကောင်းတွေကိုမှန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ကျနေတယ်ဗျာကဲ6မဲ့6မဲ့နဲ့တာငယ်လေးစားပဲထိုးပြပြီအေးတာငယ်လေးရဲ့စားပဲကလည်းပိုက်ကောင်းကိုမှန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ကျတယ်ဗျအကုန်လုံးကတော့အပေါ်ကဖိထိုးရတာဖြစ်တဲ့ပိုက်ကောင်းမှန်ရင်တော့ဟိုဘက်ကိုမကြောက်ကိုယ့်ဘက်ကိုပဲပြန်ကျမယ်ဗျာနော်စားပဲတွေကအောက်ထိုးမဟုတ်တော့အပေါ်ကနေဖိထိုးရတာဆိုတော့ကဲကျွန်တော်တို့ကလာစားပဲထိုးပြီးပိုက်ကောင်းမှန်ပြီအေးကျွန်တော်ပြောတယ်လို့ပါပဲပိုက်ကောင်းမှန်ရင်ဒီဘက်ကိုကျဖို့မလွယ်ဘူးဗျာနော်ကိုယ့်ဘက်ကိုပဲပြန်ကျဖို့များတယ်ဗျနော်သူတို့ကအပေါ်ကနေအမြင့်ကနေပြီးတော့ဖိရိုက်တာဖြစ်တဲ့အတွက်အမကတော့6မဲ့6မဲ့နဲ့တန်းငယ်လေးစပ်ပဲထိုးပြီးဗျကောင်းတယ်ဗျာကဲမိသွားပြီကလားပဲကဲဘယ်လိုစင်မလဲဗျာကဲမန္တလေးကကျွန်တော်တို့ကိုပြီကလားဘယ်လိုဆက်ပြီးတော့ရုံးမလဲကျွန်တော်ကြည့်ကြရမယ်ဗျာနော်အမကတော့6မဲ့9မဲ့နဲ့3မဲ့ကွာဟနေတယ်ဗျကဲကလားစပ်ပဲထိုးပြီးဗျာကဲပိုက်ခောက်သွားတယ်ဗျာဒီလိုတော့ကျွန်တော်တို့ပိုက်ရဲ့အပေါ်ခေါင်းဗျာနော်ပိုက်တက်မှန်တာမဟုတ်ဘဲနဲ့ပိုက်ရဲ့ထိတ်အဖျားလေးကိုမှန်ပြီးတော့ချင်းဟာလမ်းကြောင်းပြောင်းသွားတယ်ဗျာတားငယ်လေးလည်းဘာမှမတက်နိုင်ပဲတမက်ပေးလိုက်ရတယ်ဗျအမကတော့9မဲ့9မဲ့ပါဗျကဲကျွန်တော်ကလာစားပေးထိုးပြီမိသွားပြီတားငယ်လေးပဲကဲကွာသွားပြီဘာလို့မလဲရိုက်တယ်ကောင်းပါလေဗျာဒီလုံးကတော့ကျွန်တော်တို့တားငယ်လေးဟာတော်တော်လေးကိုကျွန်တော်တို့ထိချက်ကောင်းခဲ့တယ်ဗျာကွင်းမျိုးထွက်သွားတဲ့ချင်းလုံးကိုကျွန်တော်တို့အပြင်ကနေရိုက်ချလိုက်တာကျွန်တော်တို့ကလားလဲဘာမှမလုပ်တာပဲရက်ချီနေခဲ့ရတယ်ဗျာနော်သူ့စီလာတဲ့အကြောင်းမရှိဘူးပဲပြေးခဲ့ဒီခရိုလေးရိုက်တာသူ့လိုတိုင်လိုပဲလာတော့ကဲပွဲရတော့စိတ်ဝင်စားဖို့ကောင်းလာပြီဗျာနော်6မှတ်9မှတ်ပါနော်ကဲညနေမှာဆိုရင်လည်းခုနပြောတဲ့ညီလေးပြောတဲ့စကိုင်းနဲ့မန်လီတေပွဲကညနေတီစတာကွင်းမှာကျွန်တော်တို့ရှိပါတယ်ဗျာနော်ကဲကျွန်တော်လိုက်လွင်ပေးမယ်ကျွန်တော်လည်းသွားပါမယ်တီစတာကွင်းကိုနော်ကဲ6မှတ်9မှတ်နဲ့တားငယ်လေးဘယ်လိုရင်းမလဲကျွန်တော်ကြည့်မယ်ဗျာတားငယ်လေးထိုးထားပြီတိကျတယ်ဗျာတားငယ်လေးထိုးနေရတဲ့ဟာတော်တော်လေးကိုစကေးတော့တော်တော်ကောင်းတယ်ဗျာဒါပေမဲ့လည်းနည်းနည်းလေးကိုကန်ကြမာကမျက်နှာသာမပေးဘူးဗျာလက်ကလေးနှလုံး3လုံးသာလောက်ပဲဝေးနေတယ်ဗျာကဲ9မှတ်6မှတ်နဲ့ကဲကလာစားပဲထိုးပြီဗျာကဲတားငယ်လေးမိသွားပြီကဲဘယ်လိုဆယ်မလဲဗျာကဲတားငယ်လေးကတော့ကျွန်တော်တို့ချင်းလုံးကိုအေးစေးစေးတီတီငင်ငင်နဲ့ပဲရိုက်တယ်ဗျာနော်ကလာကတော့ချင်းတက်ချင်းနေမှာတော့ကျွန်တော်တို့လွတ်ပြီးတော့စပီနဲ့သခုံရိုက်တယ်ဗျာနော်အေးချမ်းမင်းနဲ့တဲဝဲကဘယ်သူတွေလဲဗျာဟုတ်တယ်တဲဝဲနာမည်တွေမိနေလို့ကိုမပြောဖြစ်တာအေးချမ်းချင်းညနေစကိုင်းနဲ့မန်လေးတဲဝဲကြီးတော်တော်ကြီးတယ်ကဲဝေးတာပဲဗျာဒီချင်းလုံးတွေကကျွန်တော်တို့တကယ်ကိုစကေးကောင်းပြီမဲ့လေကန်ကြမာကမျက်နှာသာမပေးနေတာဗျာနော်လက်3လုံး4လုံးဒီလောက်ပဲဝေးနေတာဗျာနော်အမကတော့9မှတ်6မှတ်နဲ့ကျွန်တော်တို့ကလားစားပဲထိုးမယ်ဗျာကလားစားပဲထိုးထားပြီကဲသားငယ်လေးမိသွားပြီဗျာသားငယ်လေးတည်ထားပြီဘယ်လိုဆယ်မလဲဗျာကဲအမကတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒါ6မှတ်9မှတ်နဲ့တားငယ်လေးရဲ့ service တကယ်ကတော်တော်ကိုကောင်းတယ်ဗျာကန်ကြမာကမျက်နှာသာမပေးနေတာဗျာနော်စီးရဲ့ဟိုဘက်စီးမှာလက်နှလုံးဒီဘက်စီးမှာလက်နှလုံးအဲ့လောက်ပဲဝေးတယ်ဗျာနော်တထွာတော့မဝေးဘူးဗျာရန်ကုန်မှာလည်းမိုးတွေရွာနေပြီဆရာလေးဟုတ်လားပဝင်းလေးဖြစ်ဟိုရန်ကုန်မှာမိုးတွေရွာနေရတာနေပြီးတော့ရွာလားမသိဘူးဗျာကျွန်တော်တော့မှနေပြီးတော့မနေ့ပြန်တပတ်ကမှာကျွန်တော်တို့နေပြီးတော့မှကျွန်တော်တို့အဖွဲချုပ်တွေအကုန်လုံးအစည်းအဝေးလုပ်ရင်းနဲ့ကျွန်တော်တို့ခုလာမဲ့ဝါကက်အကြောင်းအာရှဂိမ်းစီးဂိမ်းအဲ့ဒီတွေကျွန်တော်တို့အဖွဲ့ချုပ်ကကျွန်တော်တို့လာစဉ်အစည်းအဝေးပေါ့နော်ကျွန်တော်လည်းတပတ်ခါကိုကျွန်တော်နေပြီးတော့သွားရမယ်ဗျနော်နေချင်းပြန်ပါနေပြီးတော့မှရှိရဲ့ညီကိုတွေကျွန်တော်တို့လက်ဖက်ရည်တိုက်မယ်ဆိုလို့ရှိရင်နော်အစင်နဲ့လုပ်ပါဗျအဲ့ကောင်းလိုက်တာဗျာတားငယ်လေးရဲ့စကေးပါပဲတော့ခုနအလုံးနေရလဲကျွန်တော်တို့ကန်ကြမာကမျက်နှာသာမပေးခဲ့လို့ဗျနော်ကဲနေပြီးတော့ငါညီကိုတွေတနင်္ဂနွေနေ့နေချင်းပြန်လာမှာနော်မသိကြအောင်စောင်းမနေနဲ့ကဲအမကတော့ကျွန်တော်တို့10မှတ်9မှတ်ပါဗျကဲထိုးပြန်ပြီကဲကလာမိသွားပြီဘယ်လိုဆယ်မလဲဗျာအိုးလောဘကြီးသွားပြီဗျာကလာမားလာကဲကလာကတော့ဒါနှစ်ပွဲမှာရိုက်ချင်းဒီတစ်လုံးပဲပိုက်တိုးသွားခဲ့တယ်ဗျာတားငယ်လေးကတော့နှစ်ပွဲပေါင်း4လုံးတိတိပိုက်ထဲကိုရိုက်ထားတယ်ဗျာနော်ကဲအမကတော့17မှတ်9မှတ်ပါဗျကဲတားငယ်လေးဘယ်ကိုရှာမလဲကြည့်ဦးဗျာတားငယ်လေးကောင်းပါတယ်ဗျာအမကတော့12မှတ်9မှတ်ပါဗျာနော်
ကဲစောစောပိုင်းကကြီးခေါ်နေတဲ့အချိန်တော့ကိုကိုဂျာကြီးကမယူရဲဘူးဗျာပေါင်ပေါ်မှာဖီးလာသွားတော့ပတ်စံမရတော့ဘူးဒီအိုးဘက်က3ယောက်ကဲကြည့်မဟုတ်ဘူးဩနှစ်လားကြောက်ရဲနဲ့ဘူးနဲ့အုံးမြတ်ဘူးလို့လူနေအောင်လုံးစုမမြင်ဘူးကြောက်ရဲဟိုလေဘိုးသားတွေ့တဲ့ခါကျတော့စကိုင်းဘိုးသားနဲ့တွေ့တယ်ဩနှစ်ဩဟိုကခေချောင်းသားဟိုကောင်စကိုင်းလို့နာမည်ပြနော်အဝေးပြေးလမ်းရလေကားတွေကစုံမှဖမ်းသေးလားမသိပါဘူးဗျာအမကတော့ကျွန်တော်တို့ဟိုတော်ဝေးတယ်ဗျာဒီလုံးကတော့ကျွန်တော်တို့နော်စကီးအမကတော့အခုချိန်မှာဆိုရင်တော့9မှတ်73မှတ်ပါဗျာနော်ကဲကျွန်တော်တို့ကလာစာပဲတွေ့ထားပြီးတားငယ်လေးမိသွားပြီဗျာတားငယ်လေးပဲတည်ထားတယ်ကဲဘယ်လိုဆင်မလဲဗျာကဲတားငယ်လေးကတော့ကျွန်တော်ပိုင်ပြီးသားပါဗျာနော်ကဲအမကတော့အခုချိန်မှာဆိုရင်တော့73မှတ်9မှတ်ကောင်းပါတယ်ဗျာကဲတားငယ်လေးဆိုတဲ့နာမည်တစ်လုံးကလည်းဒါကြောင့်ရထားတာမန်းကစကိုင်းကိုနိုင်ဘူးလို့လားတဲ့မဲခုနရှုံးထားတာအမေကိုမျိုးဝင်းရလေခုနကတော့မန်းလေးကနိုင်ထားတာသူခုမှလာပြီးတော့ကဲထိုးတာလည်းဗျမိတာပြီဗျကဲတည်ထားပြီကဲဘယ်လိုဆင်မလဲဗျာအေးမိတယ်ဗျာဘယ်လိုဆင်မလဲတန်းတိုက်တယ်ကွင်းကဘယ်နာလေးလေကွင်းကလမ်း80နဲ့ကာလာနာတိုက်ပြီဘယ်လိုကြီးလေလမ်း80နဲ့89လမ်း6လမ်းရိမ့်မထွက်ဖျားထဲမှာပါကဲကျွန်တော်တို့10မှတ်ဘယ်တော့တော့မသိဘူးကဲဘယ်လိုဆင်မလဲဗျာကဲညနေပွဲစိတ်ဝင်စားတယ်ဗျာ350ကဲစကိုင်း2ယောက်နဲ့ဒါမှညနေရမှာရှင်းနေဗျမန်းလေးစကိုင်းပဲအဲ့ဒါပြီးရောတော့မန်းလေးစကိုင်းအရှင်းကြီးပါကဲဒါကတော့ဒါပြင်များပွဲကတော့ငါညီကိုတွေအင်းနေဘုံညီကိုတွေမိမကြောက်လို့ပြင်မထွက်တဲ့လူတွေကန်ထဲကကျွန်တော်တို့ညီကိုတွေကဲသူတို့တွေကြည့်ဖို့နိုင်ငံခြားမှာလုံနေတဲ့ညီကိုတွေလုံနာတဲ့ရက်တွေဖြစ်လို့ရှိရင်ကြည့်ရအောင်လို့เนาะအလွမ်းပြေလေးပါကဲမိသွားပြီတားငယ်လေးပဲကဲတည်ထားတယ်ဗျာဘယ်လိုဆင်မလဲဗျာကဲတားငယ်လေးဆိုတဲ့နာမည်တစ်လုံးကတော့လကားရခဲ့တာမဟုတ်ဘူးဗျာအခုမှပဲကျွန်တော်တို့သူ့ရဲ့ skill တွေကိုတွေ့ရတော့တယ်ဗျာနော်ပြင်များချင်းကိုဟိုဘက်ကတော့ကျွန်တော်စိတ်သက်ကြစရာကိုတကယ်ကောင်းတယ်ဗျာနော်ဂျာကြီးထိုင်မအောင်ဂျာကြီးမင်းတို့နေရာထိုင်မလားဆဲခံမလားပြောဟုတ်3ပြည့်လူထိုင်ကဲကောင်းတယ်ဗျာပြည့်သက်တဲ့ရောက်သွားပြီဗျာနော်ကဲတားငယ်လေးဆိုတဲ့နာမည်တစ်လုံးကလည်းပြင်များနဲ့တားငယ်လေးဆိုတာကတော့နာမည်လကားရခဲ့တာမဟုတ်ဘူးဗျာနော်ရဲထွတ်မောင်ရေးတဲ့မောင်ကလားချင်းကတာတိတ်မဟုတ်တာလေပြင်များရိုက်တာတော့ဟုတ်သားပဲဆုံးမဖန်ရင်ဆရာလေးဦးတလုံးနေမင်းနဲ့လုံနာလို့သားတားနှစ်ပွဲလုံးကြည့်နေတာဆရာလေးလုံနာလို့တယ်အဲ့ဒါပြောတာနေမင်းရဲ့လုံနာတဲ့ညီကိုတွေကြည့်လို့ရတယ်လေတချို့ကြလည်းမန်းလေးမာကိုရှိတယ်ဒါပေမဲ့သူတို့မိမကြောက်တော့အိမ်မှာကတ်နေတဲ့လူတွေအတွက်တန်းတိုက်တယ်ညနေပွဲမေးတာလားဆရာလေးဟုတ်တယ်ညနေပွဲကျွန်တော်လိုက်လွင်ပေးမယ်နော်ဖြိုးလေးတဲ့ထိုင်းအလုံးမစင်းရတာနဲ့ကွက်တိပဲညနေညီလေးဖြိုးလေးညနေစကိုင်းနဲ့မန်းလေးခေချောင်းသားအသင်းပေါ့နော်စကိုင်းတိုင်းမွေးနေရတော့အားမရပေါ့နှစ်ပွဲရှိတယ်နော်ကြေးလဲကောင်းတယ်ဆိုအဲ့ပွဲကောင်းမှဆရာကြီးလိုက်လွင်ပေးမယ်နော်မွေးနေမကြောင်မို့ပဲမွေးနေကြောင်ရင်မလွယ်ဘူးမလဲနေတဲ့ဝဲကလည်းဟုတ်လားအေးကျွန်တော်တို့ခုချိန်မှာဆိုရင်